အင်းဝါရဲ့ဒဏ္ဍာရီတွေနဲ့ပြည့်နှက်နေတဲ့လာပြေးလောက်ွယ်ညတိုင်းထူးခြားမှုတွေဖြစ်တတ်တဲ့ရတနာစီမီဖျားအခုမြင်တွေ့နေရတဲ့ဖျားကြီးကတော့အင်းဝါရဲ့ရတနာစီမီဖျားစုပဲဖြစ်ပါတယ်ဒီဖျားကြီးရဲ့ထူးခြားမှုဟာလာပြေးလောက်ွယ်နေတိုင်းဖျားရဲ့မျက်လုံးတော်ဟာပွင့်တော်မူပြီးတော့ဖူးမြော်ခံတယ်လို့သိရပါတယ်ရတနာစီမီဖျားစုကိုအင်းဝါရဲ့ဘာကြီးတော်မင်းတရားလက်ထက်မှာတည်ထားကိုးကွယ်ခဲ့ပြီးအင်းဝမင်းတွေအဆက်ဆက်ပြန်လည်မောမှန်တိဆောက်ခဲ့တယ်လို့ဆိုပါတယ်ရတနာစီမီဖျားကြီးဟာအမိုးကမရှိပဲဘာကြောင့်ရွှေသင်္ကန်းလေးတစ်ခုပဲကက်လူပူဇော်ထားရလေဆိုရင်ဖျားရှင်ဟာဟိုးအရှင်ကတော့အမိုးအကာတွေနဲ့ပူဇော်ခံခဲ့ပြီးလောဘသားတွေရဲ့မတမာမှုတွေကြောင့်နောက်ပိုင်းဖျားကြီးကမောကျက်မှုဖြစ်လာပြီးတော့ခေါင်မိုးမိုးကွမပေးခဲ့တာလို့ပါဇက်ရာဇဝင်တွေအသိရပါတယ်လာပြည့်နဲ့လာကွယ်နေတိုင်းရတနာစီမီဖျားကိုအနေနဲ့အရရက်ကလာရောက်ဖူးမြော်ကြပြီးတော့လာပြေးလောက်ွယ်မှာပဲဖူးမြော်သူတွေများတယ်လို့ဆိုပါတယ်ရတနာစီမီဖျားကြီးဟာဘေးနာကညောင်မင်းအကြီးကြီးနဲ့ကြံဖျားအစုတွေကြောင့်လှပတင်တယ်နေပြီးတော့ဇေဒီအစုပေါင်း6စုလဲဝန်းရံကိုးကွယ်ထားဖြစ်ပါတယ်ဒီတော့ပရိသတ်ကြီးရဲ့အင်းဝါကိုရောက်ရင်တော့ဒဏ္ဍာရီနဲ့ပြည့်နှက်နေပြီးတော့ရှေးခေတ်လက်ရာတွေကိုမြင်တွေ့ရတဲ့ရတနာစီမီဖျားစုကိုလက်ပဲကြဖို့တိုက်တွန်းပါရစေနော်လာပြေးလောက်ွယ်နေတိုင်းမျက်လုံးတော်ပွင့်ဖူးမြော်ခွင့်ရအောင်တင်ဆက်ပေးလိုက်ရပါတယ်ရှင်